ဓမင်းစားပြီးတော့တစ်ပင်အောက်မှာခဏတရေတမော့တစ်ပင်ရင်းကတရေနိုးတော့ကြည့်လိုက်တဲ့အခါသူတို့ထွန်ထားတဲ့ထွန်စာဒုံးတွေအားလုံးဟာရွှေဒုံးတွေဖြစ်လာကြတယ်တထေးကြီးသူမနအိမ်မှာလှုပ်တဲ့ပုံနလို့ခေါ်တဲ့မျိုးသားတယောက်သူ့ဇနီးနောက်တကသူ့သမီးဥတ္တရာလေးသမီးသားဖ3ယောက်ရှိကြတထေးကြီးရဲ့အိမ်နောက်ဖေးအဖီလေးဆွဲပြီးတော့နေကြရအဲ့တော့ရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးရှိတဲ့အခိုက်မှာဒီဖြစ်ပျက်ကလေးကဖြစ်တယ်တထေးကြီးကမေးတယ်ဟေးမောင်ပုံနာကနေ့တစ်မျိုးလုံးဆင်နွှဲတဲ့ပွဲกว่าမင်းနေတော့လေငါပေးပါမယ်กว่าပွဲသွားလူကသွားပါနေတော့ကသူ့တနေ့စားလောက်ရုံပဲရတဲ့နေတော့ကလေးဖြစ်အဲ့တော့မောင်ပုံနာကပြောတယ်တထေးကြီးရဲ့ပျော်ပွဲကျွင်ပွဲဆိုတာကကျွန်တော်တို့လိုဆင်းရဲသားတွေနဲ့တော့မဆိုင်သလိုပါပဲဘာဖြစ်လို့လဲလို့မေးလိုက်တော့ပွဲသွားလို့ဇနီးကလိုချင်တယ်ကိုကဝယ်မပေးနိုင်ဘူးဆိုရင်ကျွန်တော်စိတ်မချမ်းမြေ့ပွဲနဲ့ကြုံရမှာပေါ့သမီးလေးကတောင်းတယ်သမီးလေးတောင်းတာလေးမရဘူးဆိုသမီးလေးကလည်းအားငယ်မယ်ကျွန်တော်တို့လည်းပဲစိတ်ဆင်းရဲရမယ်ပေါ့ဟာခြားကလေးလေးတွေကကစားစရာလေးတွေကင်တယ်ကျွန်တော်သမီးလေးကကစားစရာမရှိဘူးဝယ်စားလေးဝယ်ခြင်းနဲ့မဝယ်ပေးနိုင်ဘူးဆိုကျွန်တော်တို့ပဲဆင်းရဲရမှာပေါ့အဲ့ဒါကြောင့်တထေးကြီးရဲ့တဲ့ပျော်ပွဲဆွင်ပွဲနဲ့ကျွန်တော်တို့လိုဆင်းရဲသားနေနဲ့တော့မဆိုင်ပါဘူးတဲ့မထိုက်တန်ဘူးလို့ပဲမှတ်ပြီးတော့ကျွန်တော်လုံမြဲအလုပ်ကိုပဲလုပ်ပါတောင်ရလုပ်ငန်းပေါ့လက်ထွန်သွားမယ်ပြောတာကောင်းပါပြီကွာတဲ့တထေးကြီးကဒါဆိုရင်လည်းမင်းလုံမြဲအလုပ်လုပ်ဒီကနေ့ငါ2ဆပေးမယ်ဆိုခါတိုင်းတစ်ချက်ပေးရင်ခဏ2ချက်ခါတိုင်း30ပေးရင်ခဏ20ပေါ့ဒီလိုပေးပြီးတော့အဲ့ဒါလဲတဲ့သွားလဲတဲ့လဲရောက်ကြရောပြည့်တဲ့လဲထွန်စောစောစီးစီးလဲတဲ့မှာလဲထွန်နေတော့နိရောဓသမဘကထလာတဲ့ရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးကခြုံလေးနှပေးမှာလှမ်းပြီးတော့သူတွေးတယ်ဟာတရားသင်္နာဓမ္မသင်္နာပတိတရားစစ်သူကြီးအရှင်သာရိပုတ္တရာကြီးပဲဓမ္မဘူအလိုရှိလို့ထင်ပါရဲ့ဆိုပြီးတော့အရှင်သာရိပုတ္တရာရှိတဲ့အနာသွားပြီးတော့မှဘာလို့တော့မင်းတစ်ပင်လေးတစ်ပင်ကိုခုတ်ပြီးတော့မှဓမ္မဘူလေးတတ်ပြီးအရှင်သာရိပုတ္တရာကိုကတ်တယ်အရှင်သာရိပုတ္တရာကတ်တဲ့အခါရှင်သာရိပုတ္တရာအသုံးပြုတာကြည့်ပြီးတော့သူပီတိဖြစ်တယ်နောက်တစ်ခါရှင်သာရိပုတ္တရာကသပိတ်နဲ့ရေစစ်ကလေးပေးလိုက်တော့ရေလိုခြင်းလို့ဆိုတာသိသွားပြီအဲ့ဒါနဲ့ရေစစ်ပြီးတော့ရှင်သာရိပုတ္တရာကိုတောက်တော်ရေကတ်တယ်အရှင်သာရိပုတ္တရာဖုံးပေးတာကြည့်ပြီးပျော်လိုက်တာခဏငါအတွက်တော့တန်ဖိုးဖြတ်မရတဲ့နေတူးနေမြတ်ပဲလို့မောင်ပုံနာဒီလိုမျိုးတတ်မှတ်ပြီးတော့ပျော်ပြီးတော့နေတယ်ကြည်နူးပြီးတော့နေတယ်ကျေနပ်ပြီးတော့နေတယ်အရှင်သာရိပုတ္တရာကြီးကြွလာတာလဲဒီဇနီးမောင်နှံချီးမြှောက်ခြင်းလို့ကြွလာတာအဲ့ဒီတော့အိမ်ကိုသွားလိုက်မယ်ဆိုရင်လေသူမြတ်အိမ်နောက်ဖေးအဖီဆွဲနေရတာသူမနတထေးကလည်းပဲဗုဒ္ဓဘာသာမဟုတ်ဘူးဆိုတော့အဲ့ဒီသွားလို့တော့မသင့်တော်ဘူးဆိုတာသိတဲ့အရှင်သာရိပုတ္တရာကအဲ့ဒီမျိုးသမီးထမင်းပို့လာမယ်လမ်းကနေစောင့်ပြီးတော့ကြွတယ်မျိုးသမီးကမောင်ပုံနာထံထမင်းပို့လာတာနဲ့အရှင်သာရိပုတ္တရာနဲ့ဝင်တွေ့တော့အမျိုးသမီးကလည်းလေဝမ်းသာလိုက်တာကြည်နူးလိုက်တာဟဲအရှင်မြတ်ကြီးနဲ့တွေ့ပြီခါတိုင်းလေတဲ့ငါတွေ့တယ်လှူပွဲပစ္စည်းငါလက်ထဲမရှိဘူးတခါတခါလှူပွဲဝတ္ထုရှိတော်လဲပဲမထေရမြတ်ကြီးနဲ့ငါမတွေ့ဘူးခဏတော့ငါလက်ထဲလဲလှူပွဲဝတ္ထုရှိပြီရှင်သာရိပုတ္တရာကြီးနဲ့လဲတွေ့ပြီမဆိုင်မတွကိုပဲလှူခြင်းစိတ်တွေကတပွားပွားဖြစ်တော့တိဋ္ဌထဗန္တိတိဋ္ဌထဗန္တိတိဝတ္တဝါခဏလေးရတ်တော်မူပါအောင်ဖရာခဏလေးရတ်တော်မူပါဖရာဆိုလျှောက်ပြီးတော့မှအဲ့ဒါဘာလို့တော့မေးလိုက်တော့ပြိသိမောင်ပုံနာတွေချက်လာတဲ့ထမင်းဟင်းတွေကိုရှင်သာရိပုတ္တရာသပိတ်ထဲကိုလောင်းထည့်တာတဝဲလောက်လောင်းလိုက်တဲ့အခါရှင်သာရိပုတ္တရာကြီးကလက်ကလေးပြပြီးတားတယ်တော်တော်ရှင်ဖရာရေဒါတယောက်စာလေးပါ
တပည့်တော်ကိုငဲ့ညာထောက်ထားတနာတော်အပြင်အကုန်လုံးသာအလူခံပေးပါဆိုပြီးတကားတော့မကြီးကလည်းတရားတရားကကောင်းလိုက်တာအကုန်လုံးလောင်းထည့်ပေးလိုက်နောက်တကဆူတောင်းတယ်ရှင်ဖျားသိတဲ့သစ္စာ၄ပါးကိုဤကောင်းမှုကြောင့်တပည့်တော်သိခွင့်ရပါရစေဖျားဒီလိုလဲဆူတောင်းရှင်သာရိပုတ္တရာကြီးကပြည့်ပါစေပြည့်ပါစေပြည့်စေပြည့်စေစုပေးပြီးတော့ကြွသွားတယ်ရှင်သာရိပုတ္တရာရဲ့နောက်ကျောကိုကြည့်လက်အုပ်ချီပြီးတော့ပီတိတွေတဖွာဖွာသဒ္ဓါတွေတဖွာဖွာနဲ့ကြံခဲ့တယ်ရှင်သာရိပုတ္တရာမျက်စိတွေကပျောက်သွားပြီဆိုမှအိမ်ကိုပြန်ပြေးပြီးတော့ခဏနေ့တော့ကနှစ်ဆရထားတော့ကြံတာလေးကိုပြိတ္တိမောင်ပုံနာအတွက်တစ်ခါပြန်ချက်ရှာတာသမင်းကနှစ်ခါချက်ဟင်းကနှစ်ခါချက်ရတော့အချင်းကြီးကြာသွားတာမောင်ပုံနာကလည်းလဲထဲမှာလဲထုံရင်းနဲ့နေမြင့်လာတဲ့အခါနေကလည်းပူဘိုက်ကလည်းစာလို့မနေနိုင်တဲ့ကနွားနှစ်ကောင်အနာပေးပြီးတော့အရိတ်ကလေးကနေပြီးတော့သူ့မျိုးသမီးလာရလမ်းကိုမျောပြီးတော့နေရှာတယ်ခါတိုင်း10 နာရီလောက်ရောက်ရင်ခဏ12 နာရီလောက်မှရောက်တော့သူဒေါသထွက်လိမ့်မယ်ပေါ့ဗျအမျိုးသမီးကဒီလိုတွေးနောက်ကျသွားတယ်သူ့မျိုးသမီးလည်းမြင်လိုက်ရောမျိုးသမီးကလည်းလိမ္မာပန်းနဲ့စွာပြောတယ်အမောင်းနဲ့ဧဇာဧကဓိဝတံဂဏိတရတော်စိတ်တံစိတ်ကိုပတာတိဟိကြည်ပြုလိုက်စမ်းပါမယငါတိကတကမ္မပြုထားတဲ့ကောင်းမှုကိုနိရတကအကျိုးမဲ့ဖြစ်အောင်မအကရိမပြုပါနဲ့မောင်ကြီးဂဏိတရကလေးလောက်တော့စိတ်ကလေးကြီးကြီးလင်းလင်းဖြူဖြူစင်စင်ထားလိုက်ကျမပြုလာတဲ့အာကုဇိုလေးကိုအကျိုးမဲ့သွားအောင်မလုပ်ပါနဲ့တဲ့ဘာမှမပြောခင်သူဒီစကားလေးပြောတယ်ဟာဘာဖြစ်လို့လဲပြောပါဦးညီးကဘာကောင်းမှုတွေပြုလာလို့လဲဆိုမောင်ရဲ့ကျမလေးပထမတစ်ခါချက်လာတဲ့သမင်းတွေခင်းတွေကိုရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးနဲ့တွေ့လို့ခါတိုင်းတွေ့တဲ့ခါကျမလှူခြင်းတာကြာပြီတဲ့တွေ့တဲ့ခါလက်ထဲမှာလှူဝဲဝတ္ထုကမပါအခုတော့မောင်စားဖို့အတွက်ပါလာတာလေးကျမလှူလိုက်မိလို့ပါရှင်ရိုက်ချင်ရိုက်နှက်ချင်နှက်သတ်ချင်သတ်လေငါဒီမထေးတော့ရအောင်လှူကိုလှူမယ်ဆိုပြီးတော့တရားတရားကျမလေးစစ်စစ်မှန်မှန်နဲ့လှူလိုက်တာနော်မောင်သာဓုခေါ်ပါဟာအဲ့ဒီမှာမောင်ပုံနာကမေးတယ်နေပါဦးမင်းလှူတာအရှင်သာရိပုတ္တရာကြီးဟုတ်လားဟုတ်တယ်အဲ့ဒီမထေသူမြတ်ကြီးကငါအလွန်ကြည်ညိုတဲ့မထေသူမြတ်ကြီးညီကိုဘာဖြစ်လို့ငါဒေါသထွက်ရမှာတော့ညီကိုဘာဖြစ်လို့ငါငေါ့ရမှာတော့ဘာဖြစ်လို့မှန်ရမှာတော့ဘာဖြစ်လို့ရိုက်ရမှာတော့ညီလှူတဲ့အလှပေါ်မှာငါကျင့်တတ်တဲ့သဘောတူတယ်သာဓုခေါ်တယ်ဆိုပြီးတော့မောင်ပုံနာကအဲ့ဒီမှာသာဓုခေါ်တာမရအိမ်သူပြုတ်တဲ့အလှပေါ်မှာသူကြည်ပြူတယ်ပေါ့ဗျာပြောချင်တာနောက်တစ်ခါမောင်ပုံနာကပြန်ပြောတယ်အေးငါလည်းပဲမနဲ့စောတော့ဒီရောက်တော့ဟောခြုံသားမှလေတဲ့မထေသူမြတ်ကိုငါလှမ်းမြင်လိုက်တော့ဓံပူလိုချင်လို့ထင်တယ်ဆိုပြီးမထေသူမြတ်သွားပြီးတစ်ပင်လေးတစ်ပင်ခုတ်ပြီးဓံပူလေးတတ်ပြီးတော့မထေမြတ်ကိုငါကတ်တယ်ငါကတ်တဲ့ဓံပူလေးနဲ့သူ့ရဲ့သွားကိုအသုံးပြုနာကြည့်ပြီးငါလည်းပီတိတွေဖြစ်လိုက်တာငါပီတိဖြစ်လို့မဆုံးသေးဘူးတဲ့သူ့ရဲ့တပိတ်နဲ့ရေစစ်ကလေးငါလက်ထဲပေးတော့ငါတောက်ရည်စစ်ပြီးတော့ငါကတ်လိုက်သေးတယ်ခဏငါလဲလေတဲ့လေတော်ထဲမှာလဲလှုပ်ရင်းနဲ့ဓံပူလဲကတ်ခွင့်ရတယ်မထေသူမြတ်ကြီးရေချမ်းလွဲကတ်ခွင့်ရတယ်ငါလှူတဲ့အလှူပေါ်ရှစ်ဇနီးလေးရေသာဓုခေါ်ပါပြောတော့အမျိုးသမီးကလည်းဝမ်းမြောက်ဝမ်းသာအဲ့ဒီမှာသာဓုခေါ်တယ်ပြိဿရေမရလှုပ်တာကိုယောက်ျားကြည်ပြူတယ်ယောက်ျားလှုပ်တာကိုလည်းပဲဇနီးဖြစ်သူကြည်ပြူတယ်အဲ့ဒါဆိုရင်ကုသိုလ်ဟာအရာတူတယ်စိတ်ထားမတူရင်ကုသိုလ်ဟာအရာမတူအဲကြောင့်မဂ္ဂဒေဝလင်္ကာမှာပြုခြင်းအလိုအာကုသိုလ်နဲ့ကုသိုလ်တရားကံနှစ်ပါးကမရပြုရစိတ်မပါလျင်လင်မရလင်ပြုကလည်းမရအိမ်သူမကြည်ပြုလျင်မှတ်စွာ အတူမှတ်ယူမှန်စွာမရရဘူးတဲ့
သူဇာမာကအတ္တရှတို့ရှင်း၌ဝတ္ထုမိညာပြု၍အာကုသလကုသလဤကမ္မတက္ကတာလက္ခဏာကိုမြဲစွာဝမ်းတွင်နှလုံးသွင်းတော်ဒီလိုလေးရေးသွားတယ်ပြုခြင်းအလိုအကုသိုလ်နဲ့ကုသိုလ်တရားကံတပါကံတရားကကုသိုလ်အကုသိုလ်အဲ့ဒီကံတရားနှစ်ပါးမရပြုရစိတ်မပါလျင်လင်မမရတယ်မရပြုတဲ့ကုသိုလ်ကိုလင်ကစိတ်မပါဘူးဆိုရင်အဲ့ဒီလင်မကုသိုလ်မရဘူးတိမ်နဲ့တော့တူတူနေတယ်နော်မရပြုတဲ့ကောင်းမှုကိုရမယ်လို့မထင်နဲ့ကိုစိတ်မပါရင်ကိုစိတ်မတူရင်မရဘူးနောက်တစ်ခါမရပြုရစိတ်မပါလျင်လင်မမရလင်ပြုကလည်းမရအိမ်သူစိတ်မတူသောလင်ပြုကလည်းမရအိမ်သူစိတ်မတူသောမှတ်ယူမှန်စွာမရရဘူးလင်ကကောင်းမှုပြုတယ်မရအိမ်သူကမကြည်ပြူဘူးဆိုရင်အဲ့ဒီကောင်းမှုဟာလင်ပဲရတယ်မရသူဇာမာကအတ္တရှတို့ရှေး၌ဝတ္ထုမိညာပြု၍သူဇာတာနဲ့မာကကလမ်းဖောက်လမ်းပြင်ဟာကောင်းမှုတွေအကုန်လုံးလုပ်တယ်သူမျိုးသားလုပ်တယ်လို့သူရမယ်အထင်နဲ့ပြိတ္တရဲ့သူဇာတာကမပြုတ်ဘဲနဲ့နေလိုက်တာမာကနတ်ပြည်ရောက်တရားဖြစ်ပြီးသူဇာတာဘာဖြစ်တော့မေးလိုက်တော့လေကြားမှာဗျိုင်းမာလေးသွားဖြစ်ရှာတာအဲကြောင့်တိန်နဲ့ရှာထားတဲ့ပစ္စည်းပဲမဲ့သူပြုတ်တာကိုကသဘောတူပြီးသာဓုခေါ်နိုင်မှကုသိုလ်အညီမျှရတယ်လို့ဒီလိုမှတ်ပါကမ္မတက္ကတာလက္ခဏာဤကမ္မတက္ကတာလက္ခဏာဤကမ္မတက္ကတာလက္ခဏာကိုမြဲစွာဝမ်းတွင်နှလုံးသွင်းတော်အဲ့ဒါကိုကြည့်ပြီးတော့မကတေဝရေးသွားတယ်မောင်ပုံနာတို့ဇနီးမောင်နှံလဲဒီတိုင်းပဲတဲ့စိတ်တူကိုယ်တူပြုတ်လိုက်ကြတာဝမ်းမြောက်ဝမ်းသာတယောက်ပြုတ်ရတယောက်သာဓုခေါ်ပြီးတော့အဲ့ဒီမှာထမင်းစားပြီးတော့သစ်ပင်အောက်မှာခဏတရေတမောအိတ်သစ်ပင်ရင်းကတရေနိုးတော့ကြည့်လိုက်တဲ့အခါသူတို့ထွန်ထားတဲ့ထွန်စာဒုံးတွေအားလုံးဟာရွှေဒုံးတွေဖြစ်လာကြတယ်။ဘာဖြစ်လို့လဲမေးလိုက်တော့ပြိဿနိရောဓသမဘတ်ကထလာတဲ့အရှင်သာရိပုတ္တရာကိုလူခွင့်ရတယ်။လူဝဲဝတ္ထုကလည်းပြိဿကံအားဉာဏ်အားဝရိယအားနဲ့ကိုယ်တိုင်ရှားပွေထားတဲ့ဓမ္မိယလတ္တာဖြစ်နေလို့တရားတရားကလည်းပြိဿထက်ထက်တန်တန်နဲ့အင်မတန်မှအားကောင်းနေလို့အဲ့ဒီသုံးချက်ညီတဲ့အတွက်ဒါကြောင့်ဒိဋ္ဌဓမ္မဝေဒနိယကံနဲ့ချက်ချင်းကြိုးပေးတာပါဗျာအဲ့ဒါကြောင့်တရားချစ်ခင်သူတော်စင်များခဏရသကြိုမှာအလွန်ချမ်းသာတဲ့မောင်ပုံနာလို့ခေါ်တဲ့ပုံနာတထေးကြီးဖြစ်ခြင်းရဲ့အကြောင်းဟာအရှင်သာရိပုတ္တရာရဲ့ချီးမြှောက်မှုကြောင့်ပဲလို့ဒီလိုနားလည်ကြပါဤကဲ့သို့ဓမ္မသည်အလုံးကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း